လောကကြီးကအရန်အေးဆက်လွန်းတယ်လို့သင်ခန်းစားဖို့ပါသလားရာဘီဥရုကအေးတာကိုမပြောလို့ပါဘူးလူလျက်စိတ်ဓာတ်တွေနဲ့တယောက်နဲ့တယောက်အပေါ်ထားတဲ့မေတ္တာတရားတွေခေါင်းပါလာပြီးအမုန်းတရားတွေနဲ့အေးဆက်နေတာကိုဆိုလိုတာပါအခုမြင်တွေ့နေရတဲ့မြင်ကွင်းလေးကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးအမေရိကန်ပြည်လောင်စုရဲ့အင်ပတန်ကျေပြောလာတဲ့လမ်းမကြီးပေါ်မှာဘေဘီဝဲရမှာနင်းတွေကဖွေးဖွေးလူလူအပူချင်းကရီခဲမတ်အောက်ကိုရောက်နေတဲ့အချိန်လေပြင်းတွေကလည်းတဝေါဝေါနဲ့တိုက်ခတ်နေပါတယ်ဒီလိုခံရခဲ့တဲ့အေးတန်ကြားမှာတာမန်လူတယောက်ဆိုရင်အနှွေးတွေထူးထူးကြီးတွေဝစ်ပြီးအိမ်ထဲမှာပဲအောင်းနေခြင်းစရာပါဒါပေမဲ့ဒီလမ်းမပေါ်မှာတော့ထူးခြားတဲ့အလင်းလန်းလေးတစ်ခုတရွေ့ရွေ့ရှောက်လန်းနေတာဟုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့ငင်းချမ်းကြီးအတေးထံပြူပြီးလမ်းလျှောက်နေကြတဲ့တန်းကာတော်ရဲ့တင်ငန်းရောင်အလင်းတန်းလေးပဲဖြစ်ပါတယ်သူတို့ဘာကြောင့်ဒီလောက်အေးရတံကိုအပီးလမ်းလျှောက်နေကြတာလဲသူတို့ဘာကိုတက်တည်ပြချင်နေတာလဲဒီနေ့မှာတော့ကျွန်တော်တို့နှလုံးသားတွေကိုနှွေးထွေးသွားစေမဲ့အင်မကန်လေးနက်တဲ့ခရီးစဉ်တစ်ခုအကြောင်းကိုပြောပြပေးတော့မှာပါအခုလက်ရှိအမေရိကန်နိုင်ငံမှာဖြစ်ပွားနေတဲ့ဒီ Walk for Peace ခရီးစဉ်ဟာတာမန်ခရီးတစ်ခုမဟုတ်ပါဘူး Texas ပြည်နယ်ကနေ Washington DC အထိမိုင်ပေါင်း2300ကျော်ကိုခြေချင်လျှောက်ရတဲ့ခရီးပါအခုကျွန်တော်တို့မြင်နေရတဲ့ဒီနေ့ရက်တွေမှာဆိုရင်သူတို့ဟာအလွန်အမင်းအေးဆက်တဲ့ပြည်နယ်တွေကိုဖြတ်တန်းနေရတာပါလမ်းမေးမှာကားတွေကတရဟောမောင်းနေကြပြီမဲ့ဆရာတော်ကြီးတွေကတော့ပဒီလေးတကုံးကိုကိုင်းပြီးတလန်းချင်းစီကိုတတိနဲ့ရှောင်နေကြပါတယ်ခြေတော်အောက်မှာနှိမ့်မိနေတဲ့နှင်းတွေရဲ့တကျွတ်ကျွတ်မြည်သန်းမျက်နာကိုလာရိုက်တဲ့အေးဆက်တဲ့လီငင်းဒါအရေအားလုံးကိုသူတို့ဟာတည်ငြိမ်တဲ့စိတ်နဲ့ရင်ဆိုင်နေကြတာပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့ယင်းထဲမှာကဘာကြီးငင်းချမ်းပါစေဆိုတဲ့မေတ္တာအတက်ကကိန်းအောင်နေလို့ပါပဲကျွန်တော်တို့ယင်းထဲမှာမိခွန်းတစ်ခုရှိလာနိုင်ပါတယ်ငိမ့်ချမ်းရေးအတွက်လမ်းလျှောက်ယုံနဲ့ကဘာကြီးကတကယ်ရောငိမ့်ချမ်းသွားမှလားဆိုတာပါတကယ်တော့ငိမ့်ချမ်းရေးဆိုတာတဏီယာယာကနေပြုတ်ကျလာတာမဟုတ်ပဲအခုလိုခတ်ခဲတဲ့အခြေအနေမှာတော့စိတ်တက်မပြတ်ပဲမြစ်တာပွားများနိုင်တဲ့လူသားတွေရဲ့နှလုံးသားတွေကနေပဲမြစ်ဖျားခံတာဖြစ်ပါတယ်ဒီခီးစဉ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရလေးတစ်ခုကိုပြောပြချင်ပါတယ်လမ်းလျှောက်နေရင်အလွန်အမင်းပင်ပန်းနွမ်းနယ်နေတဲ့အချိန်နင်းတွေကလည်းအယမ်းကျနေတော့လမ်းလျှောက်ရတာဟာတလန်းချင်းစီကတောင်တလုံးကိုမသလိုလေးလံနေပါတယ်အဲ့ဒီအချိန်မှာဒီတာကန်အမေရိကန်လူမျိုးတယောက်ကကားရပ်ပြီးမေးပါတယ်အရှင်ဖျားတော်ဒီလောက်အေးတဲ့ထဲမှာဘာလို့ဒီလိုဒုက္ခခံပြီးလမ်းလျှောက်နေတာလဲတပည့်တော်ကားနဲ့လိုက်ပို့ပေးပါစေတဲ့အဲ့ဒီအခါဆရာတော်ကအေးချမ်းတဲ့အပြုံးလေးနဲ့ပြန်မိတ်ပါတယ်ငါတို့လမ်းလျှောက်နေတာကခရီးဆုံးကိုမြင်မြန်ရောက်ဖို့မဟုတ်ဘူးလမ်းတစ်လျှောက်မှာရှိတဲ့လူတွေရဲ့ရင်ထဲကိုငင်းချမ်းကြီးမျိုးစီလေးတွေချပေးခဲ့ဖို့ပဲတဲ့ဒီစကားဟာရိုးရိုးလေးပဲအရန်ကိုလေးနက်ပါလေကျွန်တော်တို့လူသားတွေဟာအမြဲတမ်းအမြန်လိုချင်ကြတယ်အောင်မြင်မှုကိုပဲကြည့်ကြတယ်ဒါပေမဲ့လမ်းလျှောက်နေတဲ့ဖြစ်စဉ်တစ်ခုလုံးမှာရှိနေတဲ့တီးကန်ခြင်းဆိုတဲ့ခန္တီတရားကိုမေးလော်နေတတ်ကြပါတယ်ဒီဆရာတော်တွေဟာခြေလန်းတိုင်းမှာသူတို့ရဲ့ဒူးနာတာခြေပွားပေါက်ပြေးတာအေးတန်ကြောင့်တုံရီသားတွေကိုဂယုမဆိုင်ပဲကဘာသူကဘာသားတွေဒေါဘတရားတွေချုပ်ငင်းဖို့ကိုပဲအာယုံပြုနေကြတာပါစဉ်းစားကြည့်အောင်ကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာတယောက်ယောက်ကကိုယ့်ကိုစကားတခွန်းလောက်ရိုင်းဖြုတ်လိုက်တာပဲဖြစ်ဖြစ်လမ်းပေါ်မှာကားမောင်းဟင်းညာတယောက်ကလမ်းဖြတ်လို့မောင်းလိုက်တာပဲဖြစ်ဖြစ်ချစ်ချင်းဒေါဘတွေထွက်လာတတ်ကြပါတယ်သူကငါ့ကိုစော်ကားတယ်ငါကတော့ပြန်လို့မှာပေါ့ဆိုတဲ့အတွေးတွေကချက်ချင်းရောက်လာတာပါဒါပေမဲ့အခုဒီတန်ကားတော်တွေကိုကြည့်လိုက်ပါအောင်သူတို့မှဘာလက်နဲ့မှမပါဘူးဘာရန်လိုကျူးမှမရှိဘူးသူတို့ကဘာကြီးကိုပေးနေရကငင်းချမ်းကြီးဆိုတဲ့လက်ဆောင်တစ်ခုတည်းပါခန္ဒီတရားဆိုတာအရှုံးပေးတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ရိုင်းတွေကိုမေတ္တာနဲ့ထိန်းချုပ်နိုင်တဲ့အမြင့်မြတ်ဆုံးသောအောင်မြင်မှုပါဒီဆရာတော်တွေနှင်းတော်ထဲမှာရှောက်နေတဲ့ခြေလန်းတိုင်းဟာကျွန်တော်တို့ကိုသင်ခန်းစာပေးနေတာပါအခက်အခဲတွေဆိုတာယာဒီဥရုလိုမဲ့ခဏလာပြီးခဏပြန်သွားမှာပါမပြောင်းလဲပဲရှိနေရမှာကသင်ရင်တွေကမေတ္တာတရားပဲဆိုတာပါကျွန်တော်တို့မြန်မာလူမျိုးတွေဟာဗုဒ္ဓဘာသာရဲ့အဆုံးအမတွေနဲ့ကြီးပြင်းလာကြတဲ့သူတွေဖြစ်ပါတယ်။မေတ္တာနဲ့ကရုဏာဆိုတာကျွန်တော်တို့ရဲ့အသွေးအသားထဲမှာရှိပြီးသားပါ။ဒါပေမဲ့လောကရန်ရဲ့ရိုက်ခတ်မှုတွေကြားမှာစားဝင်ရဲ့ခက်ခဲမှုတွေကြားမှာဒီတရားတွေကိုကျွန်တော်တို့ခဏမေးတော့နေမိတတ်ကြပါတယ်။ American နိုင်ငံရဲ့လမ်းမပေါ်မှာနင်းတွေကြားရှောင်နေတဲ့ဒီတန်ကာတော်တွေကိုမြင်လိုက်ရတဲ့အခါကျွန်တော်တို့ရဲ့ပူလောင်နေတဲ့စိတ်တွေဟာခဏတာငြိမ်းအေးသွားရပါတယ်။သူတို့ဟာကျွန်တော်တို့အတွက်ကိုစားကြည့်ပြီးလမ်းလျှောက်ပေးနေတာပါ။သူတို့ရဲ့ခြေလန်းတိုင်းဟာငိမ့်ချမ်းပါစေဆိုတဲ့ဆူတောင်းတိုင်တွေနဲ့ပြည့်နှံနေတာပါဘလောက်ပဲအေးဆက်ပါစေမြေတာတရားရဲ့အပူငွေ့ရှိရဲ့အရာအလုံးကိုကြော့ဖြတ်နိုင်တယ်ဆိုတာသူတို့တက်သေးပြနေတာမဟုတ်ပါလားဒီဗီဒီယိုလေးကိုကြည့်နေတဲ့သင်လည်းပဲဒီနေ့မှာတစုံတစ်ယောက်ကိုခွင့်လွတ်ပေးလိုက်ဖို့ကြိုးစားကြည့်ပါလား
တင်းကိုစိတ်ဆိုးလောင်အောင်လုပ်ခဲ့တဲ့သူတင်းအပေါ်မကောင်းခဲ့တဲ့သူတွေကိုဒီတန်ဃာတော်ရဲ့အေးချမ်းတဲ့ခြေလမ်းတွေကိုအာရုံပြုပြီးသူလေးပဲသူ့ရဲ့အခက်အခဲနဲ့သူမှု့လို့နေမှာပါလို့နှလုံးသွင်းကြည့်ပါအဲ့ဒီလိုတွေးလိုက်တဲ့ခဏမှာပဲတင်းရင်တွေကအမုန်းမီးတွေဟာနှင်းတွေလိုပဲအရေးပြောချသွားမှာပါငင်းချမ်းရေးဆိုတာတကဘာလုံးအတိုင်းအတာနဲ့မလုံနိုင်ဘူးဆိုရင်ကိုယ့်ရဲ့အိမ်ထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအရင်ဆုံးစတင်လို့ရပါတယ်စကားလေးတစ်ခုကိုအေးအေးဆေးဆေးပြောလိုက်တာတစ်ဖက်လူကိုနားလေပေးလိုက်တာဟာလေငင်းချမ်းရေးအတွက်လမ်းလျှောက်နေတာနဲ့အထူးတူပါပဲကျွန်တော်တို့လူသားတွေဟာဒီနေ့ခေတ်မှာအယမ်းကိုပူလောင်နေပါပြီစစ်မီးတွေအမုန်းတရားတွေအငင်းပွားမှုတွေနဲ့ပြည့်နှက်နေပါတယ်ဒါပေမဲ့ဒီတန်ဃာတော်တွေရဲ့သင်္ကန်းရောင်အလင်းတန်းလေးရှိနေစရာအတွက်ကြောင့်မျောလင့်ချက်တွေရှိနေပါသေးတယ်နှင်းတွေဘလောက်ပဲကြာကြာလမ်းတွေဘလောက်ပဲဝေးဝေးမြတ်တာရှိတဲ့သူအတွက်တော့ဘယ်ခရီးမှမခတ်ခဲ့ပါဘူးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သင်ဟာလဲဒီငိမ့်ချမ်းရဲ့ခရီးစဉ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမြတ်တာတရားတွေကိုတခြားသူတွေစီလက်ဆင့်ကမ်းပေးခြင်းအပြင်ပေါ့အခုဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ခြင်းဟာလဲ American လမ်းမပေါ်မှာအေးဆက်စွာလမ်းလျှောက်နေတဲ့တန်ဃာတော်တွေကိုအားပေးရာရောက်တယ်လို့ပူလောင်နေတဲ့တစုံတစ်ယောက်ရဲ့စိတ်ကိုလည်းအေးချမ်းသွားစေနိုင်ပါတယ်အမုန်းတရားတွေချုပ်ငြင်းပြီးမြတ်တာတရားတွေထွန်းကားရဲ့လောကကြီးထစ်လာဖို့ကျွန်တော်တို့အတူတူကြိုးစားကြရအောင်လောကမှာရှိတဲ့တတ္တဝါအားလုံးဘေးရန်ကင်းကွာလီကိုယ်စိတ်တစ်ဖြာအေးချမ်းကြပါစေတင်ကိုယ်တိုင်လည်းဒီနေ့ကစပြီးငြိမ်းချမ်းရေးရဲ့အရှင်သခင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ပေးမှုမမေ့ပါနဲ့။တင်းရဲ့မျှဝေခြင်းလေးတစ်ခုကတကဘာလုံးကိုအေးငိမ့်စေမယ့်အစာပြုခြင်းလေးဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်